အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေတဲ့နေရာကတော့ဒါဗန်ဖိုးသေးရောက်နေပါတယ်ဗန်ဖိုးသေးမြန်မာတွေပေါ့နော်မြန်မာဈေးဆိုင်တွေရောင်းတဲ့ဆိုင်တွေအများဆုံးရှိတဲ့နေရာပေါ့နော်အဲ့ဒီကိုတွားနေပါတယ်ခင်ဗျဒါတော့ကုန်းစားလေးပေါ့နော်ဗန်ဖိုးသေးအခုမှဟုတ်ပါပါနော်အဲ့ဒီကိုတော့မယ်ခင်ဗျပတ်ဝန်းကျင်မြင်ကြတော့အရန်လာပါတယ်မှာကားကြီးလည်းတွားရကဲဆက်ပြီးတော့မှကြည့်ပေးပါဦးခင်ဗျဖုန်းရတယ်လည်းရှိရပါတော့ကြောက်စိမ်းပန်းနဲ့လည်းရှိပါတယ်ဘာဖြစ်ဖျားမမျိုးစုံလည်းရတယ်ပေါ့နော် Oh wow အကျော်တိုင်းတွေလည်းရှိရမငါပင်က6တွေလည်းကိုရှိရပေါ့နော်အခုကကျွန်တော်တို့ဒါပေါ့နော်မနှက်စာစားမယ်ပေါ့နော်အီချာကွေးတို့လက်ဖက်ရည်တို့နောက်ဒီပါလဲမုံရင်းငါတို့သမင်းကျော်တို့နောက်ဒီနန်းကြီးတုပ်တို့ပုံရတယ်ပေါ့နော်အဲ့ဒီဟာကြီးစားမလဲဝင်းနေကောင်းရှေ့မှာတော့ဒီဘက်တော့ဒီမှာထိုင်မှာဆိုရှေ့ရောရှေ့လေးရတော့ရှေ့မှာရှေ့လေးရတယ်ကဲ breakfast စားပါမယ်ခင်ဗျာဟာပြတ်တော့ဟုတ်ပြပါတယ်ဒီကျွေးညနေတခါဇွန်ညက်ဆိုင်ကတယောက်ကို100တဲ့ဗမာဆိုင်နေကြီးတွေပေါ့နော်ဒီထက်မှရှိရတာတွေHi မင်္ဂလာပါဘာသာရေးထားဗမာဆိုင်စားမယ်ဘာသာရေးထားမယ်အိမ်မှာလည်းစားနေကြပါလားဒီမှာလားဘာသားမလဲဘာသားမလဲဘူးမမရှိဘူးမှာလာပါပေါ့ဒီလေကြောက်ရဲဟင်းရဲတွေရောင်းတဲ့နေရာအသားငါးတွေရောင်းတဲ့နေရာကိုဒီကနေဝင်ပါမယ်ခင်ဗျာဟုတ်မှာဈေးအကျယ်ကြီးပဲဒါတော့ပတ်တရတန်ပေါ့နော်ပတ်တရတန်ပတ်တရတန်အဲ့ဒီညာကြီးပဲနောက်ဒီမှာသိတယ်အမတည့်တူပဲပွဲမယ်တက်ပြီဒီမှာမြန်မာအစားအစာတွေတော့အစုံရပါတယ်ဗျာမြစ်တွေရောမြစ်တို့တော့ပြီးတော့နန်နန်မိတ်တို့ဂလတ်မိတ်တို့မနင်းဒီ
ရနော်ကုန်ရုပ်တီးစိမ်းတို့တခွားတီးတို့နောက်ဒီမှာကျင်းငါးတီးတို့အကုန်ရပါတယ်ငါဟိုချော်ရောက်တယ်အသားလေးလည်းရတာပေါ့နော် စုံရပါတယ် စုံရပြီတကယ်ကြီးပြီနော် တိုင်းရော ဟုတ်တယ် ရောမျိုးကြီး တော်ညာနော်ခုရ 90ပဲတရားပြီး မခုတ်လိုက်ရခဲ့မင်းတဲ့ဝေးပါလာပါဆိုင်နားလေးရအောင်အဘ我打不过去哟。ဒါတော့အသေးရွက်တွေပေါ့နော်မုံညင်းတော့မုံလာတုတ်တို့ဆိုင်ပါလို့ရှိ မဈေးလေးတွေကတ်ထားတာပေါ့နော်ခန်းကျင်နေဆိုရင်တကယ်ကြီးကို30 Yes ဟုတ်လားမသိဘူး ဟုတ်တယ် တကယ်ကြီး30တင်မော်ဒီတုံးကို30မပရဲကိုလည်းရှိရပေါ့နော်ပရဲကိုတို့ဂျင်းတို့တော့လျှောက်သီးတို့50ဘူးလေဟုတ်လားဘယ်တော့တကယ်ရှိလားတကယ်ကြီး50တကယ်ကြီး50ကွာဒါတော့တကယ်ကြီး100ပေါ့နော်ဒီရသေးဘယ်လိုရောင်းလဲ ဒီလို30ပဲရှင်ကောင်းစားပဲပဲ ဈေးတက်သွားလားလို့ရော နောက်ခုကပိုက်ပြောင်းလာတယ်လေ တကယ်ကြီးကို25လို့လားဒီလဲပါမယ်နော်တကယ်ကြီးမယ်နော်ရပြီလား ပြီးသွားတယ်အချီးနဲ့လေးနဲ့ အကြီးယူမလားကဲဘောတကယ်ကြီး25ကျပ်ပါတွေ့ဘူး ခြာကြလားရှင်ဘောပြန်လာပြီခုစင်ခွေးကြောလိုက်ရှာနေပါလေခရီးကိုနေလန်းကြောက်ထားရပါဘောအဲ့ဒီဟာကိုဝယ်ပြီးလိုက်ရှာတယ်ကဲဝယ်ချင်တဲ့ခရီးရောက်တွေ့ပါပြီ။တပူး80 ဟုတ်ကဲ့ရှင် ကဲ မာတာမရရ မယန်းဒီကြောက်ရတယ်မှာ ကောတော့ပြီးလောက်ပါရ မယန်းကြောက်ယူလို့လားမယန်းကြောက်ယူလို့လား ဟာ
ဒါတဘူးလောက်ပဲနော် ဟုတ်ကဲ့ဆက်ချင်လို့လား မမရဲ့ပြည့်စုံနေလို့လား ဒါဆက်သေးဝဲလောက်ကရဲချလေးပါလား ရှာနေတဲ့ခယူကြောက်ဖြစ်ပါတယ်တရားအမေးလေးရဟောလဲ မင်းလည်းရဟုတ်ကဲ့ရှင် တဘူးလောက်လဲကွာ တရားပါရှင် တဘူးတရားစမ်းမလားငါပြီးအောင် ဟုတ်တယ် အမေးလေးရလေတော့လောက်တဲ့ဆိုပြီးတော့ line မှာနာမည်ကြီးရ တက်တို့က ရေးလိုက်မယ်နော် ယူလိုက်ယူလိုက် မမေလေးရမမေလေးရတဲ့တော်ရင်မြင်းကြီးမမေလေးရသင်ရပါဒီဘူးသေးလေးရောကောင်းကောင်းအောင်ဘယ်လိုရောင်းလဲ မောင်လေး20 ကောင်းကောင်းအောင်ဘယ်လိုရောင်းလဲ စိတ် ကောင်းကောင်းဆိုင်ကောင်းမလား ဟုတ်အိမ်မရှိဘူး ကုန်ပြီကုန်သွားပြီဒါတော့အများကြီးပါတော့ဗောနော်ဒါပဲစားကြအောင်နော် ပြီးတော့ဟုတ်တယ်နေကြအောင်ပါလေနေကြအောင်ပါလေနေအောင်ပါပေါ်လိုက် တော့ဖြော့စားလို့လည်းရတယ်နော်ဒိုလေးနဲ့အခုနှစ်ဆုံးလောက်ထားလိုက်ဘလို့အချင်းရည်လေးထည့်ဘုံမျိုးဒီလေးပွားပါတီးထည့်အာစားချုံမ ငါမုန်းလည်းရပါတယ်လုံကျွဲတယ်လို့ဒီခါကျတော့ပါလာတာပါထမနေရွှေကြည်တို့စနေမကင်းတို့လုံကျွဲတယ်လို့အကုန်ရပါတယ်ဗျာဒူးဘလောက်လဲ ပြောတယ်ခွက်ပြည့်တော့ဗာမဟုတ်ဘူးလေခွက်ပြည့် ကဲအခုဆိုရင်ဝယ်စရာချမ်းသာလဲအကုန်ကျွန်တော်လိုချင်တဲ့ဟာရပါပြီဗျဒီမှာလာဝယ်လို့ရပါတယ်လို့ပံပေါ်သင်းပါပဲကဲပြန်တော့မှာပေါ့နော်ကားနဲ့ ဒီနေ့တော့ဝယ်လို့ချမ်းလို့ပြီးသွားပါပြီကခြေနဲ့ညောင်းသွားပါပြီ ဒီကားနဲ့ပြန်ပေါ်တော့ကဲဝယ်လို့ချမ်းလည်းပြီးပြီဆိုတော့ခုတော့ပြန်ပါပြီဗျာတစီလေးနဲ့ပေါ့နော်အေးညီညီပေါ့နော် ဒီနေ့လေးပေါ့နော် ကျေးဇူးပေးကြတဲ့သူပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ် နောက်လည်းမကြည့်ကြပါအယောဒီမှာနောက်လည်းဘယ်တော့မကြည့်ကြပါနေနေနေဒီနေ့ဒီမှာလည်း